ကဲအခုချိန်မှာတော့မြန်မာပြည်မှာအကောင်းဆုံးမတ်စမတ်ပလေယာဖြစ်တဲ့ကျွန်တော်ပေါ့နော် sorry အဓိကကျွန်တော်ကောင်းတာကျွန်တော်သိဖို့ပဲလိုပါတယ်အခုချိန်မှာတော့မိမသား2ယောက်ရဲ့ရန်ပွဲကိုသူတပြန်ကိုတပြန်မြင်တွေ့နေရပါပြီအမေကိုကိုစစ်မမဟန်ကတော့သူ့ယောက်ျားဖြစ်တဲ့ကိုကိုစစ်ကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တာဝါထဲကတော့မထွက်ရဲပဲတာဝါထဲကနေပဲလှမ်းပစ်နေရတဲ့ဘွားရောက်သွားပါတယ်ကဲခုလိုအားရနေမဲ့တူတူတော့အလေလောင်းကိုတွားပြီးတော့စစ်ကူပေးလိုက်အောင်ပါပဲအမေကိုကိုစစ်အေးဟမ်ဘလို့ဖြစ်တာလဲငါကီးမရလိုက်ဘူးဒီမှာတော့ကြောက်ကန်ပြီးတွေးကန်တွေပါဖွင့်ပြီးတော့ကီးလိုက်ရတာကီးကိုတော့ဟိုက်ပါပဲရသွားပါတယ်ချီးစုပါ easier ကင်မယ်ဆိုလို့ရှိရင်တချို့က flicker နဲ့ပဲအဆင်ပြေတယ်လို့ထင်ကြပဲဘာဖြစ်လို့ကျွန်တော် easier ကို flicker မသုံးဘဲနဲ့တွေးကန်သုံးလဲခဏနေပြမယ်ဒီမှာကြည့်မင်းတို့မတ်စမန်နေတဲ့မှာအကျန်းဆုံးဖြစ်နေပါတယ်ဆိုတော့ဟန်နမီကို AACC လေးနဲ့ကီးပြသွားတာတွေ့တယ်မလားကောင်းကြီးတို့4မိနစ်မှာဂိုးလင်းကိုပထမဦးဆုံးကျင်ရောက်ရှိလာတဲ့ကိုကိုရွန်းအားကိုနဲ့ကျွန်တော်ကိုကိုစစ်ကိုတွားပြီးတော့ဖိုက်မယ်ကဲကိုကိုစစ်ကတော့ကျွန်တော်အဲ့ဒီသုံးပြီးတော့အပီပင်ကျွေးနေပါပြီကိုကိုရွန်းလာပါပြီမရပါဘူးသိပါတယ်ကိုကိုရွန်းကစောင့်နေတာဟိုးဘက်ခြုံပုတ်ထဲကနေသက်စောင့်နေတာတဲ့ကျွန်တော်ကဒီဘက်ခြုံပုတ်ထဲကို flicker နဲ့ခုံပြီးရောက်လာနိုင်မယ်ထင်ပြီးတော့ fighter ဝယ်လောက်တာပဲဒါပေမဲ့ fighter ပြုတ်သွားပါတယ်အမဲငဇာရမျက်နှာတင်းမမျိုးအနောက်နဲ့ဟန်နဘီလိုက်လာတယ်ဒီမှာရွန်းဟာဘလို့ဖြစ်တာအရှိမရွန်းရှိနေတာကိုကျွန်တော်မင်းစသားလှန်ဆွဲမိသွားတယ်ဟာဒါကြီးကမဟုတ်သေးပါဘူးကဲကိုကိုစစ်ရေဒီတစ်ခါတော့အမျှပါနော် sorry ပါမမကာရဲ့ကီးကိုကျွန်တော်ဝင်ကောက်မိတယ်လို့ဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်ကဲမမကာနဲ့မမအုံနဲ့ကတော့တွေ့နေပါပြီကျွန်တော်ဝင်ရောက်ကူညီပေးလိုက်ပါဦးမယ်ကီး900ပါပြန်လားမမကာရေဒုတိယမိတောင်းပန်ပါတယ်ဗျာနှစ်ခါမြောက်ခိုးစားတယ်လို့ဖြစ်သွားတဲ့အတွက်မမကာကိုကီးအစားပြန်ပေးဖို့ဒီမှာဟန်နမီနဲ့တွေ့ပါပြီဟန်နမီကိုကျွန်တော်ဆွဲတယ်မမိဘူးမမကာချတယ်ဟန်နမီတေးသွားပါတယ်ဒါပေမဲ့မမကကီးရလဲမူတာပါပဲဟိုမကိုကိုမောငါတို့ဟိုင်ဘောအနိုင်ချင်းနေတဲ့အမေဖေရမလဲ easy ရအစွမ်းအမခန်းလीဗျာအခုလိုလမ်းကြုံလုံးလေးမမကအတွက်ကီးလေးတစ်ခုလောက်တော့ဖန်တီးပေးလိုက်ပါအောင်မယ်ဟိုမဟန်နမီမမကတတေးသွားပြီမမကကြည်ပြီနော်တူဆိုတော့အခုဆိုရင်မြင်းစည်းသူရဲ့ကောင်းလေးဖြစ်တဲ့လီယိုမော့ကတော့မြင်းအောင်တက်ခွကြိမ်မြရလိုက်ပဲတည်သွားခဲ့ပါတယ်မမဟောင်ကတက်အုပ်တယ်ကိုကိုစစ်ကလှမ်းထိုးတယ်အမေဘဲရမလဲအစ်စီရဘရိုလေဒီမှာကြည့်ကိုကိုရွန်းကလည်းအခုမှလာပြီးတော့ကောင်းနေလိုက်တာဒီပွဲမှာမင်းစစ်သားတော်တော်ကောင်းတယ်ဗျဆွဲလိုက်မိတယ်ဒါပေမဲ့လည်းကိုကလည်း Asia Pro ဆိုတော့ဘဲရမှာလဲသူသေးကိုသေးပဲပေါ့ကျွန်တော်က Asia ကို flicker နဲ့သုံးတာမဟုတ်ပဲထွေးကန်နဲ့သုံးတာဖြစ်တဲ့အတွက်အဲ့ဒီသုံးမယ်ဆိုလို့ရှိရင်တိတိကျကျသုံးနိုင်မှာဗျဒီမှာကြည့် enemy သေးတယ် Asia ပဲနောက်ပိုင်းမှာဟိုဘက်တင်ရလူတွေက Asia ရဲ့ scale ကိုသဘောပေါက်သွားတဲ့အတွက် Asia ကိုအမဲဖြတ်ဖို့ဝင်လုံးကြတယ်ဒါပေမဲ့မရဘူးလေ Asia Pro ပဲဟာဒီမှာကြည့်ဒီမော့နာကာတာပေါ့brother တို့အနေနဲ့ Asia နဲ့ဗတယ်မှာထိတ်တိုက်တိုးမယ်ဆိုလို့ရှင်သူ့ရဲ့ two spell ကိုတတိထားပြသူ့ရဲ့ two spell နဲ့မိလို့ရှင်အဲ့ဒီ enemy ကတုတ်ခနဲ့ရောက်သွားတာအဲ့မှာသူထွက်ပြေးလို့ရတယ်ထွက်ပြေးလို့ရတာဖြစ်တဲ့အတွက်သူက one spell နဲ့ direct ပြည့်နေ one spell နဲ့ basic နဲ့ direct ပြည့်နေအောင်ပဲအဲ့ဒီအချိန်မှာတန့်နေ hyper တွေပြီးလို့ရှိရင်မှားပါတယ်ဆိုတော့ခုနပြောတန့်နေပါတော့မခံနိုင်ဘူး Asia ဆိုတဲ့ hero ကကိုဘယ်လိုပြောမလဲ damage ထွက်လာပြီဆိုလို့ရှိရင်ဘတ်တဲ့အလှည့်ပြောင်းမလို့ကိုတင်ကအရေးနေနေတဲ့အချိန်တခြားတင်ကတာနေတဲ့အချိန်အဲ့ဒီအချိန်တွေမှာကိုတင်ကအိုင်ကျူမြင့်မြင့်လေးနဲ့ဘတ်တဲ့ဆိုင်ပေးနိုင်မယ်ဆိုလို့ရှိရင်ဥမာတာကီလာတို့ဘာလို့ပါမယ်ဆွဲချုပ်လိုက်တဲ့အချိန် Asia AD လွှတ်လိုက်တဲ့အချိန်ဟိုက damage ထွက်လာဖြစ်တဲ့အတွက်တော်တော်များများမခံနိုင်ဘူးမတ်စမန်တွေမေ့တွေဆိုရင်ချက်ချင်းတန်းနေတာ fighter တွေဆိုရင်တော့မှတော်တော်မာဘူးဆိုရင်သူတို့အဲ့ AD ထဲမှာလည်းသေးတယ်ပြီးသွားလို့ရှိရင်တန့်နေဆိုရင်လည်းမရော့ဘူးဆိုတေကန်နီးပါးလောက်သူရဲ့အဲ့လောက်ပဲကြံတာကျွန်တော် max ကင်ပြီဆိုလို့ရှိရင်ဒီခြုံခိုတာနဲတယ်ဗျဘာဖြစ်လို့လဲဆိုရင်ရရင်ရဆိုကျွန်တော်တာဝါလိုက်ချိုးတာ cree တွေ land နေရှင်တယ်ပြီးရင်ကျွန်တော်တာဝါတွေလိုက်ချိုးတယ်ဟို early game မှာဘာမှဖြစ်ပေမဲ့ late game ကြလို့ရှိရင်အများကြီးတာဝါကျိုးဖို့ဆိုတာအရေးပါလာပြီတချို့တွေကြတော့ early game ရောက်လို့ရှိရင်တော့မှကိုယ့်အရှိမ cree အုပ်ရှိနေတယ်မြင်းရဲ့သားနဲ့တောင်မှသူကခြုံခိုနေတယ် land machine တော့ကိုက enemy ကိုပဲငေးနေတာ enemy ကိုပဲကြည့်ပြီးတော့ land machine နဲ့ထားတယ်အဲ့မှာဘာတွေထိခိုက်လာလဲဆိုတော့တာဝါတွေမချိုးနိုင်ခဲ့တော့တာဝါတွေမချိုးနိုင်ခဲ့တဲ့အချိန်ကလက်ခင်းရောက်ရင်အရင်ကိုတည်တာလာတာဟိုဘက် enemy ရဲ့ဆွတ်ဖိလာပြီဆိုလို့ရှိရင်ကိုတွေမှာပင်မတာဝါတိုင်းကနေပြီးတော့ဘဲမအောင်မထွက်နိုင်တဲ့ဘဝနဲ့တဲ့အနာမနဲ့ပတ်ချလဲနေတယ်နောက်ကစားမဲ့အသင်းပေါ်တွေကလည်းကိုယ့်ရဲ့ maximum က Asia ကိုင်းလာပြီဆိုလို့ရှိရင်သူတို့သိရမှာက run ကအမှားကောင်ယူပေးဖို့အဓိကပြ run ကို support တွေ Angela တို့ဘာတို့နဲ့ support တွေနဲ့ဆိုရင်အဆင်မပြေတော့ဘူးဘာဖြစ်လို့လဲဆိုတော့ Asia damage ထွက်လာတဲ့အချိန်ကြာလို့ရှိရင်အရှိကနေပြီးတော့ဥပမာပေါ့နော် Hira တို့လိုပုံစံမျိုးပြီးရင် Takela တို့လိုအမှားကောင်တွေနဲ့အရှိကနေကာပြီးတော့နေပေးမယ်ဆိုလို့ရှိရင်အနောက်ကနေ easily ထိုင်ပြစ်နေရုံပဲ
ထိုင်ပြစ်နေတဲ့အလျောက်မှာလည်းဒမ်းမီကထွက်တာဖြစ်တဲ့အတွက်ဘယ်ဟီးရိုးမှမခံနိုင်ဘူးနောက်တစ်ခုကကိုရှိရရုံးကလည်း AC ရှိမှ AD ရှိနေတဲ့အချိန်ကြလို့ရှိရင်ဘတ်တယ်ကိုအကောင်းဆုံးဖော်ပေးနိုင်ရမယ်တချို့တွေရှိတယ်ဘတ်တယ်လောက်လိုက်တယ်ပြီးရင် AC က AD ကျွေးလိုက်တယ်ကျွန်တော်တို့က flicker နဲ့မဟုတ်တဲ့အတွက်သွေးကန်နဲ့ဖြစ်တဲ့အတွက်ပြန်ဆုပ်လို့မရအောင်ရုံးကတခြားနေရာကိုထွက်ပြေးနေပြီမပြေးဘဲနဲ့ကိုသူတို့ကဒီမက်စမတ်ရှိကိုတန်းတိုင်းပြေးလာတာအဲ့ချိန်ကျတော့ easy ကလည်း AD ကိုဖြုတ်ပြီးတော့ပြန်ပြေးရတယ်အဲ့လိုမျိုး run တွေလည်းရှိတယ်တချို့ run တွေကြတယ်တော်တော်ကောင်းပါတယ်သူတို့အသေးခံပြီးတော့ AD ထဲမှာချပေးတယ်သူများတွေက easy ကို flicker နဲ့ဆော်တယ် brother ကဘာဖြစ်လို့ easy ကို flicker နဲ့မဆော်တာလဲလို့မေးတာတွေရှိတတ်တယ်ဘာဖြစ်လို့ easy ကို flicker နဲ့မဆော်လဲဆိုလို့ရှိရင် run တွေကိုကျွန်တော်ကြောက်လို့ပါ run တွေကတချို့ကျွန်တော်တို့ run ကင်တော့ဆိုလို့ရှိရင်ဒီ maximum ကိုခီတိုကေလေးနည်းနည်းတောင်းကျွန်တော်တို့ run ပြီးမှတခြားနေရာကိုသွားကြတယ်နောက်ပိုင်း run တွေကိုကျွန်တော်ကြုံရတာ maximum လာပြီးတော့သူတို့က support မပေးချင်ကြအောင် support မပေးဘဲနဲ့သူတို့သွားချင်တာသွားတယ်လှုပ်ချင်တာလှုပ်နေကြတယ်ဟိုမှာကတချို့ maximum တွေက run နဲ့တူတူတွဲလာတဲ့အချိန်မှာကို့မှာ2.1နေဖြစ်ကုန်2.1နေဖြစ်တဲ့အတွက် maximum ကြာမခံနိုင်တော့ maximum fail ရတယ် fail ပြီဆိုလို့ရှိရင် maximum ဘာမှအသုံးမဝင်တော့အဲ့ဒါကြောင့်မို့ကျွန်တော်ကိုယ့်အတွက်ကပါဖြစ်အောင်ဒီသွေးကောင်ပဲတုံးတာ flicker ကအကြိုက်ကျွန်တော်ပြန်ဆောက်ရတယ်လေသွေးကောင်ဆိုတာအဲ့လောက်ထိဆောက်ရမလို့အဲ့ဒါကြောင့်မို့ကိုယ့်အတွက် safe ဖြစ်တဲ့ကျွန်တော်သွေးကောင်ပဲရွေးလိုက်တာပေါ့နော် AC က damage တွေကိတ်လာတဲ့ချိန်ကျရင်သူ့ရဲ့ AD ထဲမှာဒီ maximum နေမေ့တွေဆိုတာခဏလေးတွင်သေနိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ flicker တိတ်မလို့ကိုချိန်ဒီ AD ချိန်ရတာတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုတော့နည်းနည်းတော့ပါတော့ပါဗျာရန်တမ်းပြီးချိန်လို့တော့မရအောင်ကျွန်တော်တို့လည်း AC ကိုကောင်းကောင်းမွန်မွန်ကိုင်နိုင်တယ်ဆိုပေမဲ့တစ်ခါကျရင် AD ကအရှိကိုပြည့်ရင်နောက်တွေရောက်သွားတာလည်းရှိတယ်အဲ့လိုမျိုးအမှားယွင်းလေးလည်းရှိတတ်တယ်